အင်းပညာဟူသည်ကားတိကျ၏နက်ရှိုင်း၏မှန်ကန်၏ပုဂ္ဂိုလ်စွမ်းပညာစွမ်းနှမျိုးပေါင်းဆက်မှလိုရာခီးရောက်နိုင်၏ထို့ကြောင့်အင်းစွမ်းသောပုဂ္ဂိုလ်၃ယောက်ရှိကြောင်းရှေးဆရာသူမြတ်တို့ကမိန့်ကြားခဲ့၏နံပါတ်၁ပြထားသည့်တန်သေးရှိသောပုဂ္ဂိုလ်တစ်ယောက်နံပါတ်2ဓာတ်ရပြကိုလွန်စွာကျွမ်းကျင်သောပုဂ္ဂိုလ်တစ်ယောက်နံပါတ်3ယောက်ျားအာဇာနည်ပုဂ္ဂိုလ်တစ်ယောက်ဤပုဂ္ဂိုလ်၃ယောက်သည်အင်းစီရင်တိုင်းစွမ်းသည်ဟုအတုလဆရာတော်ခင်ကြီးဖြော်မိန့်ကြားခဲ့၏အင်းဖြစ်ခြင်းအင်္ဂါ6ပါးနံပါတ်1ကံနံပါတ်2ဉာဏ်နံပါတ်3ဝိရိယနံပါတ်4သီလနံပါတ်5သစ္စာနံပါတ်6ပညာကံဉာဏ်ဝိရိယသီလသစ္စာမျက်ပညာမှတ်ပါအင်းဖြစ်ကြောင်းဤအင်္ဂါ6မျိုးသည်အင်းဖြစ်ခြင်းအင်္ဂါ6မျိုးဟု၍အတုလဆရာတော်ခင်ကြီးဖြော်မိန့်ကြားခဲ့သည်ကိုကားသောကျမ်းဆရာဦးစိုးမင်းအင်းတင်နတ်မူ